ဆက်ဆက်မေကွန်မေခွင့်ပြုပါဗျာခုနရှင်ပြပြောတဲ့မေကွန်နဲ့ဆက်ဆက်ပါတယ်ဗျာတပည့်တော်တော့တရုတ်လူမျိုးဖြစ်ပါတယ်ဗျာတရုတ်လူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတရုတ်နှက်တွေကိုကိုွယ်တာတော့ဒီလိုပြောမလဲဒီနှစ်ကူးတဲ့ချိန်ကျတရုတ်နှစ်ကူးတဲ့ချိန်ကျရင်ဘိုးဘွားတွေကြောတဲ့ချိန်ကျရင်ဆိုရင်ရောအဲ့ချိန်ကျရင်တပည့်တော်အနေနဲ့ကတရဏဂုံတီလာတွေပြစ်ပါလားဗျာအဲ့ဒါလည်းဦးစီးပြောချင်နေတာကြာပြီသိလားအဲ့ကိစ္စမေးတဲ့လူကိုစောင့်နေတာဦးစီးမေးတဲ့ဘက်ကိုကျေးဇူးတင်ပါတယ်နော်ဦးစီးမေးစေချင်တိုင်းမေးကုန်ဟိုရိုးရဒလေသိလားအဲ့ဒါကလေတရုတ်လိုနှစ်သက်ကူတွေဘာတွေမှာမိဘရိုးရကြောကြတယ်ပေါ့နော်ဆိုတော့ကြောကြတဲ့အခါမှာဒါတော့ရိုးရဒလေသဘောအနေနဲ့ကွယ်လွန်တဲ့ပုဂ္ဂိုလ်ကြောတာလေအမေအဖေတွေကြောတာကတော့ကြောတာကုသိုလ်ရပါတယ်ဒါလေတည်တဲ့ပုဂ္ဂိုလ်ကိုကြောတာကုသိုလ်ရတယ်ဒါပေမဲ့လွဲနေတာကဘာလဲဆိုတော့အဲ့ဒီကြက်တွေဝက်တွေဘာတွေနဲ့နော်ကြောကြတယ်ဆိုချို့ကနော်ချို့အရက်တောင်ပါလိုက်သေးလားမသိဘူးနော်ပါတယ်ဒါကတော့လွဲမားတယ်အဲ့ဒါလေကြောတာကကုသိုလ်ရတယ်ဘာလို့ဦးဇင်းဆိုလဲဒါဟိုကိုယ်ဆရာသမားတွေကြောတယ်ပြန်ဟိုပြိဋိဘံ sorry မြတ်စွာဘုရားရှင်ကိုဦးဇင်းတို့ဒါကြောကြတယ်ဒါကုသိုလ်ရတာပဲလေဘုရားမရှိတော့ဘူးဒါဘုရားရှင်ကိုရည်စူးပြီးကြောကြကုသိုလ်ရတယ်အဲ့လိုပဲတည်သွားတဲ့မိဘတွေကိုဒါကျေးဇူးရှင်အနေနဲ့သာသမီတွေကကြောတာဒါကုသိုလ်ရပါတယ်ဒါပေမဲ့ကြောနည်းကလွဲနေတာနော်အဲ့ဒီအရက်တွေနဲ့အကောင်ပလောင်တွေနဲ့ပူဇော်ပသတာတွေကြတော့ဒါမလုတ်သင့်ဘူးပေါ့နော်ဒါတွေကလွဲနေတယ်ဒီဟာကသူတို့စားလို့လည်းမရဘူးလေတကယ်လည်းသူတို့မစားဘူးဒါတွေကလေဟန်ပြသဘောပဲရှိတာပေါ့နော်ဟန်ပြသဘောပဲရှိတယ်နောက်အဲ့ဒီဟိုစက်ကူတွေဘာတွေမေးချိုးတာတရုတ်နော်တရုတ်ဟိုဒီမှာဟိုပါလဲအိမ်တို့ဘာလို့လုပ်လို့နော်ကားတို့ဘာလို့လုပ်လို့မေးချိုးဒေါ်လာတို့ဒေါ်လာအတုတွေအစစ်တော့မဟုတ်ဘူးလေစစ်တော့မဟုတ်ဘူးအတုတွေမေးချိုးတယ်ပေါ့နော်ဆိုတော့အဲ့ဓာတွေကလွဲမားတဲ့အယူအဆတစ်ခုပေါ့ရိုးရတလေးအနေနဲ့ဆိုတော့ဗုဒ္ဓဘာသာရဲ့သဘောတရားကသူတည်သွားနိုင်တာကကံပဲရှိတယ်ကြံတဲ့လူတွေလုပ်ပေးနိုင်တာကအမျှဝေခြင်းတစ်မျိုးပဲလုပ်ပေးနိုင်တယ်တကယ်မိဘတွေကိုကြောရချင်တယ်ဆိုရင်အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမျှဝေနာမည်ကိုခေါ်ပြီးအမျှဝေကို့အမေဒေါ်ဘသူဥပသူပေါ့နော်နာမည်ခေါ်ပြီးအမျှဝေအလွန်ကောင်းတဲ့ပူဇော်ကြောနည်းဖြစ်ပါတယ်နော်မိဘတွေကိုအရှိမဓာတ်ပုံထားရတယ်ကိစ္စမရှိဘူးမိဘရုပ်တုထုမလားရတယ်ကိစ္စမရှိဘူးအဲ့တော့ဓာတ်ပုံရုပ်တုထားပြီးတော့နာမည်ဘိုင်နှင်းခေါ်ပြီးတော့အမျှဝေပြီးအဲ့ဒါဗုဒ္ဓအလိုတော်ကြာမိဘကိုကျေးဇူးဆက်နည်းပဲဒါဦးဇင်းတို့ဟိုသားသမီးတွေစီကမိဘမျှော်နေတဲ့ထက်မှာအဲ့ဒီဟာတစ်ချက်ပါတယ်နော်ကိုယ်တင်မိဘတွေတည်သွားတဲ့အချိန်မှာသားသမီးတွေအမျှဝေစေခြင်းနဲ့စေတနာတစ်ခုပါတယ်မိဘတွေမှာလေအဲ့ဒါကြောင့်ဦးဇင်းတို့အကောင်မလောင်တွေအရက်တင်နဲ့တင်ဖြောက်တာတွေခုနကမီးရှိုးတဲ့ကိစ္စတွေကဗုဒ္ဓရဲ့အဆုံးအမမဟုတ်ဘူးရိုးရာတလေးတစ်ခုသာဖြစ်တယ်အဲကြောင့်ဦးဇင်းတို့ငွေကုန်ကြေးကြခံပြီးတော့အဲ့ဒါတွေဦးဇင်းတို့မလုတ်တင်ဘူးလို့ယူဆရတယ်နိငွေတွေအများကြီးကုန်တယ်ဟိုပြီးရင်လည်းဗုဒ္ဓဝါဒလည်းမဟုတ်ဘူးပေါ့နော်ဗုဒ္ဓရဲ့အဆုံးအမလည်းမဟုတ်ဘူးအဲ့တော့ဗုဒ္ဓရဲ့အဆုံးအမကတော့အမျှဝေခြင်းနည်းလမ်းတစ်ခုပဲရှိပါတယ်အဲကြောင့်တည်သွားတဲ့ပုဂ္ဂိုလ်ကိုခုနလိုစက်ကူကားတွေစက်ကူတိုက်တွေနော်ဒေါ်လာတွေမီးရှိုးရုံနဲ့တည်သွားပုဂ္ဂိုလ်ဘာမှမရအောင်မြန်မာတွေဆိုလို့ချင်းကတိုးခါဆိုပြီးတော့ပတ်စံထည့်ပေးတာနော်ပါဇက်ထဲမှာလေအလွန်မှားတဲ့အယူဆတွေလေတည်သွားတဲ့ပုဂ္ဂိုလ်ကိုကျန်တဲ့လူတွေကအဲ့လိုထည့်ပေးလိုက်လို့လည်းမရအောင်ယူသွားလို့လည်းမရအောင်အဲ့လိုသာယူသွားလို့ရလို့ချင်းတမူးတမတ်နဲတာပေါ့ရွှေတွေလက်ကောက်တွေထည့်ပေးအပြစ်ထည့်ပေးလိုက်လေဟုတ်တယ်လားရောက်လေရဘွားမှာအဲ့လက်ကောက်ရောင်းစားလို့ရတာပေါ့နော်မဟုတ်ဘူးနော်အဲ့တော့တကယ်တည်သွားလို့ရတယ်ဆိုရင်ထည့်ပေးလိုက်ကြလေဟုတ်တယ်မလားထည့်မပေးပါဘူးနော်မပေးပါဘူးအဲ့တော့ကြောင့်ကျွန်တော်လုံးတာလုံနေကြတာယုံကြည်မှုမရှိဘူးတကယ်တော့သိလားဟိုရိုးရတလေးရတော့လုံနေကြတယ်ကိုလုံးတဲ့လုံကိုဘာကြောင့်လဲကိုမသိဘူးတကယ်ကောရလားမရလားလည်းမတွေးမိဘူးမရပါဘူးเนาะအဲ့လိုသာတည်တဲ့ပုဂ္ဂိုလ်ကိုလုတ်ပြီးလို့ရကြစတဲ့ဆိုလို့ရှိရင်အကုသိုလ်တွေစိတ်ကြိုက်လုတ်မှားထားမယ်မင်းတို့ငါတည်လို့ရှင်တော့လုတ်ပြီးတော့ပါဟုတ်တယ်လေတော့အကုန်စိတ်ကြိုက်လုတ်မှာအကုသိုလ်ဟုတ်တယ်မလားအကုသိုလ်ကိုစိတ်ကြိုက်လုတ်မှာပြီးတည်လို့ရှင်ငါ့ကိုမင်းတို့ဘာလုတ်ပေးရမယ်တော့မှားထားခဲ့လိုက်ဟုတ်တယ်လားအဲ့လိုဖြစ်ကုန်မှာပေါ့လို့အဲ့ကြောင့်မြတ်စွာဘုရားကကံသာလျင်ကိုယ်ပိုင်ဥစ္စာရှိတယ်ကံကိုပဲတည်သွားနိုင်တယ်ကျန်တာတည်သွားလို့မရအောင်ကျန်တဲ့လူတွေလည်းဘာမှမကံနိုင်ဘူးအများတစ်ခုပဲဝေပေးလို့ရတယ်ဒါကြောင့်ဦးဇင်းတို့အဲ့ဒီဟာတွေကပြင်သင့်တယ်လို့ယူဆပါတယ်နော်